surprise တိုင်းလို့ surprise Yeah, boy. မ surprise တော့ဘာလဲလို့ရအောင်ပါ surprise ပါဆိုနေမှာတိလို့ရှိရင်ဘယ်လိုပြောကြကောင်းမှာတော့အဲ့ဒါဒါလေးအုပ်လိုက်နော်ဒါလေးအုပ်လိုက် ငါမွေးနေလည်းမဟုတ်ပါဘာလို့ မွေးနေ့ကျိုးပေါ့မွေးနေ့ကျိုး surprise โอเค လိုက်တော့မယ်နော်အဲ့တနေ့လေးသွားရတော့ ဟာဝါအောင် ကဲကောင်းကြီးတို့ရေတော့ collection gaming ကကိုကြီးကသူကိုယ်တိုင်ကတုံးတုံးမှမယ်ဆိုပြီးတော့ကျမကိုအာမခံထားပါတယ်ဒါပေမဲ့လည်းဒီနေ့တည်းကြီးကတုံးမတုံးနိုင်သေးပဲနဲ့ဝိတ်တဲ့ကြောင်မတီလုံနေအောင်ကျမမြင်တွေ့နေရပါတယ်ရှင်အဲ့လိုမျိုးမြင်တွေ့နေရတယ်ကိုမကြည့်ရတော့တဲ့ကျမကဒီနေ့မှာတော့သူ့ကိုကိုယ်တိုင်ကတုံးတုံးပြီးတော့မှာပဲဖြစ်ပါတယ် A few moments later. ဟာလာဖုန်းမတိထားလား ဘာလို့ဘီရိုမလား မျိုးရိုက်မနော် ဟဲ့ငါကြီးတော့မချိုးရသေးပါဘာ ဒီက လို့ ပြီးတော့မှချိုးလို့ရတယ် အခုဂိမ်းလဲဆုံးမ ဂိ လို့ မ်းလဲပြီးတော့မှဆော့လို့ရတယ်ဒီနေ့က surprise တိုင်းလို့ surprise မ surprise တော့ဘာလဲလို့ရအောင်ပါ surprise ပါဆိုနေမှာတိလို့ရှိရင်ဘယ်လိုပြောကြကောင်းမှာတော့အဲ့ဒါဒါလေးအုပ်လိုက်နော်ဒါလေးအုပ်လိုက် ငါမွေးနေလည်းမဟုတ်ပါဘာလို့ မွေးနေ့ကျိုးပေါ့မွေးနေ့ကျိုး surprise surprise ဘာလို့ ဒါလေးဦးဒါလေးဦးဒါလေး အာရောဆော်တလေးဖြစ်ကုန်ပြီ အဲ့တေချာအုပ်မယ်တေချာလာလာလေးအုပ်မယ် ဘာလို့ ဒါလေးကိုတေချာလာလာလေးโอเคပြီနော်ဒါလေးခိုင်ခိုင်လေးအဲ့ဒါလေးရောရှိဒါလေး ဘာလို့ရွှေ့ရ ဒီမှာခဏလေးတေချာ surprise ခွဲမှာတေချာချာလေးခိုင်ခိုင်နေပါခဏလေးပါ ဘာတော့ငါမွေးနေလည်းမရောက်သေးပါဘူးငါမွေးနေလည်းဝေးလို့တရားဟဲ့အဲ့တန်ကြီးငါတည်အဲ့တန်ကြီးငါတည်ရောဟာလို့ ဟုတ်လေ အဲ့လိုတော့မဟာရော ဘယ်လိုတော့ပြောထားဖရီမတုံးသေးလို့မကြည့်ရတော့လို့မတုံးပင်မလို့မလို့ အေးဆိုင်တော့တော့မင်းတော့ဘာလို့ဖတ်မှာ တုံး တော့ တယ်ဒီမှာဆိုင်ကိုသွားပြီးတော့လေ့ကျင့်ထားတာ ဘယ်ဆိုင်တော့ပြီလေ့ကျင်တော့တော်ရောက်ကိုဆိုင်တော့လုံးငါရ တုံးမြဲမြဲလှခါလေးတုံးမှာခဏလေးပြုတ်ပြအောင်မယ်နော်အဲ့မှာဂရုံးတုံးတဲ့ဟာလေးကိုကောင်လေးကိုကောင်မလေးကဂရုံးတုပ်ပြီးလို့ရှိရင်အဲ့တွေ့ကမြဲတယ်တဲ့ မကြောက်ဘူး ဟုတ်တယ်အဖိုးပြောပြမယ်ကြီး ဘယ်ဖို့တော့ ဒီမှာဖိုး မဖို့မတော့မမေးပါမယ်မ တေး အဲ့ငါအေးမင်းစောက်လို့လုံးတာပါကွာရောငါတော့ရော မကောက်တောင်းမမရဘူး တော့ပြီးရောမင်းသပင်းနှစ်ခွက်ကိုညက်တာတော့မှသပင်းကိုစောက်တော့တောင်းတော့မြောက်တော့ညက်နေကွာ ညီညက်လို့မလို့အခုအပြောင်တုံးတာဆိုတော့တုံးတက်တယ်ဆိုင်မကိုသွားပြီးလေ့ကျင့်ထားတာတုံးတက်တယ်လှလှလေးတုံးဝင်မယ်ဂရုံးကိုနော် ဟုတ်ပါမလားရောမဟုတ်ဘူးတော့ပြီးရောမတုံးဘူးရောတော့ပြီးရော တုံး တော့ပြီးမတုံးဘူးရောတုံးညင်ဘူးရောတုံးညင်ဘူးရောတုံးညင် သွားမလားထိုင်ပါလားထိုင်လိုက်တော့ဘိုးရင်မပြောနဲ့ထိုင်လိုက်တော့နော်ထိုင်လိုက်တော့ထိုင်ကဲဒါလေးတော့တက်ဒါလေးတော့တက်လှလှလေးတုံးဝင်မယ်လှလှလေးတုံးဝင်နော် ။အော်ညို့ရအမကြီးတွေဖြစ်ကုန်ပါပြီကွာ။ရောင်ကြီးစင်းရဲတယ်ဟာ လှလှလေးတုံးဝင်မယ်နော် ။အာရောင်ကြီး ဒီဟာလေးကတော့တိတ်ပြီးတော့မလှတော့ဖောင်းနေရဆိုကြတော့မယ်တုံးလှလှလေး ။ရောင်ဟုတ်ဖြစ်ရောင်ဟုတ်မှလည်းလုံတော့ရောင် ဆက်လာလေးပါဆိုနေမှာလေ ။ဟုတ်မှလည်းလုံတော့ရောင်။ဆိုတော့ဖြစ်ကုန်ပြီနဲ့တူရတာကွာရောင် လှလှလေးပါဆိုနေမှာလေလှလှလေးနောက်ကတက်လို့ရှိရင်တိုင်းကိုသွားကြည့်တယ်မကြည့်တော့တုံးပြပါအောင်ဆိုပြီးဖြစ်သွားမှာဘူးနဲ့ ။မင်းငါ့ဘာလို့ကရုံးအဲ့လောက်တုံးနေခြင်းနေရအောင်စိတ်စင်းရဲတော့ကွာ။နှမျိုးတော့ရောင်သပင်းလေးကြောက်ကုန်ပါ။ဒီတိုင်းကိုသပင်းကရုံးတုံးလေဒီတိုင်းတုံးလေရတယ်လေဘာလို့ဒီမျက်နာအုပ်တဲ့ဟာရဘာလို့ကို လှအောင်လို့မလို့ surprise ဆိုပြီးဖြစ်သွားလို့လေ ဟာဘာတော့ဟာ အဲ့လိုမျိုးလှလှလေးပါပြရမှာ ရောင်ကြီးငါကောင်နေရမဟုတ်တော့မဟုတ်သေးဘူးတခုတော့ခံစားနေရပြီ လှလှလေးဟိုလှမပြောနဲ့ တခုတော့ခံစားနေရရောငါတို့ဒီဟွာလည်းမပေါကွာရောခဏကိုကုန်ကြောက်ငါကောင်ငါဒီကလည်းမပေါကွာ ပြောရလေပြကြရင်ပြေချိုးလိုက်ပါနော် အာရောတော့ရောက်ကုန် လှတာဟာ အာရောဟာတော့ လှ ဘာတော့ ပြုံးလာ ဟာတော့ဒီဘေးတုံးကမင်းဓာကြီးချို့မှရမှာလေ အေးခဏချက်လိုက်တော့မယ်နော်အဲ့တနေ့လေးသွားရတော့ ဟာဝါတော့ဟုတ် လာတော့ ဟုတ်တော့ဒီ ရှင်းလေးလာတာ ရောကုန်တော့ရော ခရိုင်းလေးနောက်ကလေးတော့ ရောမမဓာရင်တော့ရောဓာ နေနောက်ကလေးတောင်းတော့ ရောဓာရင်တော့ရောဓာရင်တော့မှာပြေတော့ဓာရင်တော့မှာရောဓာရင်ထိုးမှာရော ဒါရင်ထိုးလို့ရောဒါရင်ထိုးပါလုံးလေကွာ ခဏလေးနောက်ဆုံးမှထိုးပေးမယ်အဲ့လိုမျိုးကေးဆိုတာကိုယ့်နဲ့ကိုထားအောင်အဲ့လိုကြာလေးမျိုးဖြစ်နေတဲ့အချိန်မှာအဲ့လိုကေးလေးဘဝကြည့်လှနော်ဒီဗီဒီယိုကြည့်နေတဲ့ခေါင်းကြီးတွေရတယ်မယ်ဒီဟာလေးလှဆိုပြီးလိုက်တုံးည အာဒီကိုဒီလိုမျိုးမြင်လိုက်တော့ဘာနဲ့သွားတူလဲဆိုတော့ဟွာလေကွာ Guardian of the Galaxy တွေကလေလေခြုံတဲ့ကောင်ကြီးလေအဲ့လိုမျိုးခြုံတဲ့ကောင်ကြီးလေသိရမလားအာစိတ်ညစ်တာကွာဒီရင်ထိုးလိုက်စမ်းပါကွာအယုံ ဟာလေးပါပြီးပါတော့မယ် ဟာလာ ဒီ ပြီကွာ ကြည့်နေသူပြကျင်လို့မို့လို့သိတယ်ကျမ တော်သေးရပါကွာစောက်သားမဲနေလို့နှုတ်မဆိုရင်တရုတ်ဖြစ်တော့မှာကွာအယုံ
မလို့ဒီမိုးလေးရင်တုံးလိုက်တယ်မှာရောနောက်ကပြတ်မှတုံးလို့ရတယ် တုံးလေးရောရိုက်ခံနေတာအဲ့ဒါလေတုံးလေးရိုက်ခံနေတာဘီကနေကြည့်အောင်မလားအာမိုက်တယ်မိုက်တယ်တုံးမယ်နော်အိုင်နာလာလို့အဲ့မှာဘလုံးလေးမှာတာပြ အဲ့ချွန်ထွက်နိုင်လဲတွင်တုံးသမှာကွာ တောင်းပြပါမယ်တောင်းပြပါမယ်တောင်းပြပါမယ်တောင်းပြမယ်ဆောင်းချနေရတော့အကုန်တောင်းပြမယ်ပြမှာပေါ့လို့နောက်မှတိုင်းစိုင်ကိုလုံးဝ ဒီဘက်ကောက်စားဘာဖြစ်ဒီဘက်ကောက်စားဒီဘက်ကောက် လုပ်ပြပါမယ်ဘာဖြစ်လို့လဲပြပြတင်းတင်းပေါ့လှအောင်လို့ဒီမှာညီညီညာ ဒီကောင်မှစပင်းကြီးကျဲနေတယ်ကိုပြောနေတာ ညာရလားလူလေးခက်လိုက်ရတယ်ခုနကထိုးလိုက်တော့အဲ့ဘာလေးကြာသွား ဒီရောကွာ ဟိုက်တယ်ဟာ ဘောင်းကြီးကိုရီးသားမထားနဲ့ရီးသားမထားနဲ့ ဟိုကြီးကဒီလိုမျိုးကိုကောင်လေးကိုကောင်လေးကိုဒီမကောင်ကလေးတုံးပြီးလို့ရှိရင်အဲ့တွေ့မြဲတဲ့ခုဒီဗီဒီယိုကြည့်နေတဲ့သူတွေမှာလည်းသိလားအဲ့လိုမျိုးမြဲခြင်းလို့ရှိရင်ကိုကောင်လေးကိုတော့ပြီးဘုံတုံးပြီးလိုက်အဲ့တွေ့တကယ်ကြောက်မြဲတဲ့ကျွန်မကိုကောင်လေးနော် ကောင်းကြီးတို့ရတော့ဒီဗီဒီယိုပြီးရနဲ့ပြက်ပြီပဲဘိုးတွေမပြောတော့ကောင်းကြီးဒီဗီဒီယိုပြီးရနဲ့ပြက်ပြီသူ့ဖိုးတွေဘာတွေလဲတော်လိုက်တော့ကောင်းကြီးတို့တော်လိုက်တော့စိတ်သိင်းရဲကြည့်လိုက်ကိုရုပ်ကိုလေအဲ့စပင်းလေးမှမနှင်းရှီအောင်ပြန်ထားတာကွာ ဒီလိုထားလို့ရတယ်သိလားသမင်းဆိုတာရှင်းပြန်ထားလို့ရတယ်သိလားဒီလိုမျိုးကောင်မလေးဆိုတာရှာလို့မရဘူးကိုယ်တွေမျိုးကတုံးတုံးမိမဲ့ကောင်မလေးဆိုတာရှင်းသွားရှာလို့မတည်ဘူးနော်ကြရသွားပြီတာသွားလှသွားပြီဗျာကတုံးလေးနဲ့ ကောင်းကြီးတို့ရစော်မထားကြပါနဲ့ကျေးဇူးပြုပြီးတကယ်ပြောတာပါအားလုံးတကယ်ပြောတာပါဟိုပြောင်းပြီလားပြောင်းလို့လားကွာယုံ ပြောင်းလဲဆိုပြောင်းလို့ပြောင်းသွားတယ်ဒီမှာဘယ်မှအရှိမရှိတော့ ဟုတ်ပါမလားယုံ လုံးဝပြန်လုံးဝ ယုံငါစပင်းချင်းဆိုင်ပြန်သွားမှာတော့မလုံးနဲ့နော်ယုံ မသွားကြရစိတ်ချကျမလက်စွမ်းပြထားတယ်လုံးဝပြောင်းတုံးမိထားတယ်နော် ဟာယုံ ကောင်းယူကြည့်လိုက်ဒီလိုကြည့်လိုက်အပြောင်းလို့ဒီလိုမျိုးလက်စွမ်းနော်ဒီလိုမျိုးလက်စွမ်းကိုကောင်လေးကိုဒီလိုမျိုးကရုံးတုံးပြလက်စွမ်းကြည့်လိုက် အောင်ကြီးတို့ရရီးသားမထားကြပါနဲ့ကျေးဇူးပြီးရီးသားမထားကြပါနဲ့ဒီပွဲပြင်ကျွန်တော်တော့ single ပြန်လုပ်ပြီဘာမှလာမပြောနဲ့ရှိုးလောင်အောင်ကြီးကကျုံစပင်းကွာနှမျိုးကျရှိုးလောင် အိမ်မထက်သွားလို့နော်ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးကရုံးတုံးလိုက်ဆိုအဲ့တွေကမြဲပြီတဲ့သိလားမြဲပြီတဲ့အမြဲအောင်လို့တုံးပြလိုက်တယ် အောင်ကြီးတို့ရအမကြီးပါကွာတော်ပြီကွာလာပြီလာပြီ ဟိုအိမ်ထဲအိမ်မြင်မထွက်တော့အိမ်ထဲအိမ်မြင်မထွက်တော့အောင်ကြီးတို့ရခုမှပါဖြောင်းနေဥစ္စာလေးကလစ်သွားပြီကောင်းကြီးကကြည့်လိုက်အောင် ဒါလေးကြိတ်ပြန်လှအောင်လို့ ဘယ်မျက်ခုံးငွေချိတ်လိုက်လို့တော့ဘာကြံတော့ပါဒုက္ခပဲကွာ ခုလေးလှအောင်လို့လေလှအောင်လို့လေနော် ဟောရုံတော့ကွာတော့ရေသွားချုံတော့သိသိဟောကြီးချောမထားနဲ့ပြောပြီးတာဆောမထားနဲ့အမကြီးဖြစ်မယ်အမကြီးဖြစ် မိုဘိုင်းလဲကျန်းက3/3 share ကျုံလို့ရတဲ့မုံတစ်ကြီးတစ်ခုကိုထုတ်ပေးထားရဲဆိုတော့ကောင်းကြီးသိပြီးသွားပြီလားမသိသေးဘူးဆိုတော့ဒီဗီဒီယိုလေးကိုဆုံးလေးချက်ရှိုးရတော့အေးဆေးလေးပဲဟဲမယ် let's go ကောင်းပထမဆုံးအနေနဲ့ game တွေကမုတ်သေးကိုဝင်ပြီးဆိုတော့ S4 ဆိုတဲ့ကိုဝင်လာအဲ့မှာ KR class ဆိုပြီးတော့ကျွန်တော်တို့မုံတစ်ကြီးတစ်ခုပုံနေလိမ့်မယ်ဒီမုတ်သေးမှာဆိုရင်ကျွန်တော်တို့တွေက create minion တွေတစ်ခေါက်မှမပါဘူး3/3ကိုမြန်မာလိုပဲကျုံလို့ရမှာကောင်းကြီးချက်ပြမယ် let's go တကယ်လို့ brother တို့ကဒီမုံမှာတငယ်ချင်းတွေနဲ့ဆော့မယ်ဆိုရင် create lobby ဆိုတာလေးကိုနှိပ်လိုက်အဲ့မှာတငယ်ချင်း2ယောက်ကိုဖိတ်ခေါ်လို့ရမယ်အဲ့မှာ3ယောက်ကျုံလို့ရမယ်ဗျာတကယ်လို့ brother က1ယောက်တည်းဆိုရင် quiz star ဆိုတာလေးကိုနှိပ်လိုက်လို့ရတယ်ကျွန်တော်ချက်ပြပေးမယ်ဒီမှာ quiz star ဆိုတာလေးကိုနှိပ်လိုက်မြင်တဲ့အတိုင်းပဲကျွန်တော်ပွဲဟာစသွားမယ်ကျွန်တော်ဒီမုံတင်မှာဆိုရင်ပါဝင်တဲ့သူက18ယောက်တောင်ရှိတယ်မြင်တဲ့အတိုင်းပဲကျွန်တော်တို့18ဆိုပြီးတွေးရတယ်ပေါ့နော်အဲ့မှာ game စားလိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့တွေကကိုကြိုက်တဲ့ hero ကိုရွေးချယ်လို့ရမှာပဲဖြစ်ပါတယ် brother တို့ကြိုက်တဲ့ hero ရွေးလို့ရတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်အနေနဲ့အကြံပေးချင်တာကတော့ fighter လိုမျိုး damage လဲထွက်မယ်မာလဲမှာမယ် hero မျိုးကိုကျွန်တော်တို့ရွေးချယ်စေချင်တယ် game စားပြီးဆိုတာနဲ့ brother တို့တွေးမြင်ရမှာကကျွန်တော်တို့တွေ3ယောက်အစုပါတဲ့အဖွဲ့6ဖွဲ့ကိုတော့တွေးမြင်ရမှာပဲဖြစ်ပါတယ်ဆိုတော့အဖွဲ့တွေကလည်းသူ့နာမည်နဲ့တူပဲပေါ့နော်ဆိုတော့အဖွဲ့တွေအများကြီးပါတယ်တို့ကြောင့် brother တို့တွေကစိုးရိမ်မသွားနဲ့ဟာငါတော့အများကြီးကြုံရတော့မဟုတ်ဘူးသူကတော့တစ်ဖွဲ့ချင်းစီပဲတွေ့ပြီးမှာဆိုတော့3ယောက်ပဲမြန်မာလူတီးရမှာပေါ့နော်ဆိုတော့ AC ပဲကျုံးညာရှိတာကျုံးကဲကျွန်တော် game စားပြီးဆိုတာနဲ့ကက်လေးတွေရွေးရမယ်ပေါ့နော်အဲ့ကက်မှာနှစ်ခါ refresh လုပ်ခွင့်ရှိမယ်ဆိုတော့ကိုနဲ့လိုက်တဲ့ကက်ကိုရွေးရုံနဲ့ကိုကဘယ်ကက်ရွေးရမှန်းမသိဆိုရင်ဘေးနားမှာလက်မလေးထောင်ပေးထားတယ်အဲ့အတိုင်းရွေးလိုက်လို့ရတယ်ဆိုတော့ဘာမှအများကြီးမခက်ဘူးလို့ကျွန်တော်ကပြောချင်တာပါဆိုတော့အဲ့ကက်လေးကိုရွေးလိုက်ရွေးပြီးပြီဆိုရင် brother တွေ level 3ကိုရောက်နေတဲ့ hero 3ကောင်တွေ့ရမယ်ပြီးပြီဆိုတာနဲ့ကျွန်တော် gold ထောင်ပေးထားတယ်ပေါ့နော်ကိုကြိုက်တဲ့ item ကိုဝယ်လို့ရမယ်ဆိုတော့ကိုကြိုက်တဲ့ item ကိုဝယ်လိုက်သူပေးထားတဲ့ item ဝယ်လဲရတယ်ပြီးပြီဆိုတာနဲ့စပြီးတီးရပြီပေါ့နော်ဒီနေ့တိုင်းပဲ anime ကရှိတဲ့3ကောင်လုံး short သွားပြီဆိုတာနဲ့ကျွန်တော်တို့ဘယ်သူနိုင်လဲဆိုတာပေါ်လာမယ် anime ကသွေးဘလောက်ရော့သွားမလဲဆိုတာတခါလဲပေါ်လာမှာပဲဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့ random reward တွေလည်းရအောင်မှာပဲဖြစ်ပါတယ်နောက်တစ်round ရောက်ပြီဆိုတာနဲ့ brother တို့မြင်တဲ့အတိုင်းပဲကတ်တွေထပ်ပြီးရွေးရမယ်အဲ့ကတ်ထဲမှာကိုနဲ့တင်းတော်တဲ့ဥစ္စာကိုရွေးနောက်တစ် round မှာတော့ကျွန်တော်တို့ level 5ကိုရောက်သွားမှာပဲဖြစ်